မင်္ဂလာပါတင့်လုပ်ငန်းမှာပစ္စည်းတွေအများကြီးရောင်းရပေမဲ့ဘာကြောင့်လက်ထဲမှာပတ်စံမကျန်တာလဲလို့စဉ်းစားမှုပါသလားအဖြေကတော့တင့်ရဲ့ variable cost ပြောင်းလဲစည်းရိမ်တွေကိုတေချာမထိန်ချုပ်မှုလို့ဖြစ်နိုင်ပါတယ်ဒီကုန်ကျစရိတ်ကိုတေချာနားလည်မှသာလုပ်ငန်းတစ်ခုကိုကိုယ်တိုင်ထုတ်လုပ်မလားအပြင်ကဝယ်မလားဆိုတဲ့ဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချနိုင်မှာဖြစ်ပါတယ်ဒီနေ့မှာတော့ variable cost ဆိုတာဘာလဲဘလို့တွက်မလဲနဲ့လုပ်ငန်းခွင်မှာဘလို့အသုံးချမလဲဆိုတာကိုအရှင်းဆုံးရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်နော်ဒါဆိုရင်ကျမတို့ဒီနေ့ဆွေးနွေးမယ် cost classification by behavior တွေကမှ variable cost အကြောင်းကိုစလိုက်ကြရအောင်နော်အဲ့တော့ variable cost ဆိုတာဘာလဲvariable cost ဆိုတာဘာလဲအလွယ်ဆုံးပြောရမယ်ဆိုရင်တော့ထုတ်လုပ်မှုပမာဏ production level ဒါမှမဟုတ်လုပ်ဆောင်ချက် activity level ပြောင်းလဲသွားရင်အချိုးကျလိုက်ပါပြောင်းလဲသွားတဲ့ကုန်ကျစရိတ်ကို variable cost လို့ခေါ်တာပါအကယ်၍ထုတ်လုပ်မှု output မရှိရင် variable cost က0ပါပဲ output တွေတိုးလာရင် variable cost တွေလည်းလိုက်ပြီးတော့တိုးမယ် output တွေပြန်လျော့သွားရင်တော့variable cost တွေကလည်းလိုက်လျော့သွားမှာဖြစ်ပါတယ်အဓိကဝိသေသလက္ခဏာတွေကိုကြည့်ရအောင်ပါပထမအဆုံးကတော့ total variable cost စုစုပေါင်းပြောင်းလဲကုန်ကျစရိတ်ပါ output တွေတိုးလာလေလေစုစုပေါင်း variable cost တွေများလာလေပါပဲအဲ့လိုပဲ output တွေလျော့သွားလေရင်စုစုပေါင်း variable cost တွေလည်းနည်းသွားပါလိမ့်မယ်ဥပမာအားဖြင့်တစ် unit ကို900ကျပ်ကုန်နေဆိုကြပါစို့ဒါဆိုရင်ပစ္စည်းလုံးဝမထုတ်ဘူး unit 0ဆိုရင်ကုန်ကျစရိတ်ကလည်း0ပါပဲအကယ်၍ unit 100ထုတ်မယ်ဆိုရင်တော့100 unit တစ် unit ကို900နှုန်းဖြစ်တဲ့အတွက်ကြောင့်မလို့9000ကျပ်ကုန်ပါမယ် unit 200ဆိုရင်တော့200 unit တစ် unit ကို900ကျပ်နှုန်းနဲ့300,000ကျပ်အထိတက်သွားမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ variable cost per unit တ unit ချင်းစီရဲ့ကုန်ကျစရိတ်ပါဒီနေရာမှာသတိထားရမှာက output ဘလောက်ပြောင်းလဲနေစေတ unit စာကုန်ကျစရိတ်ကတော့ပုံသေးပဲဖြစ်နေတတ်ပါတယ်ဒါပေမဲ့ဒါဟာ normal range လို့ခေါ်တဲ့သတ်မှတ်ထားတဲ့ပထမပမာဏအတွင်းမှာပဲအကျုံးဝင်တာပါဥပမာအားဖြင့်ပြောရမယ်ဆိုရင်တော့ကုန်ကျန် raw material cost ကတ unit ကို900ကျပ်ရှိတယ်ဆိုပါစို့ဒါဆိုရင် unit 100ထုတ်လဲပဲတ unit ရဲ့ cost က900ပဲကျတဲ့မှာဖြစ်ပြီးတော့ unit 1000ထုတ်ရင်လည်းတ unit ချင်းစီအတွက်900ကျပ်ပဲကျတဲ့မှာဖြစ်ပါတယ်တတိယချက်အနေနဲ့ကတော့ variable cost ဆိုတာကထုတ်လုပ်မှုရှိမှသာဖြစ်လာတဲ့စရိတ်ပါဒါကြောင့် production မရှိရင်လုံးဝ variable cost ကလည်းပဲကုန်ကျမှာမဟုတ်ပါဘူး variable cost က0ဖြစ်နေမှာပါနောက်ဆုံးအနေနဲ့ variable cost ကိုဘယ်နေရာတွေမှာအသုံးချလဲဆိုတာကြည့်ရအောင် cost control variable cost တွေအရင်မြင့်နေမယ်ဆိုရင်အမြတ် profit ကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မလို့ထိန်းချုပ်ဖို့ရန်အတွက် variable cost ကိုအသုံးပြုပါတယ်နောက်ထပ်တစ်ခုကတော့ break even analysis လုပ်ငန်းတစ်ခုအရင်ဘယ်တော့ကြေမလဲတွက်ချက်တဲ့အခါမှာလည်းအရေးပါပါတယ်နောက်တစ်ခုကတော့ decision making အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေဖြစ်တဲ့အမှားစာအသစ်လက်ခံမလား special order နောက်တစ်ခုကကိုယ်တိုင်ထုတ်လုပ်မလားဒါမှမဟုတ်အပြင်ကပဲဝယ်မလားလုပ်ငန်းကိုဆက်လက်လည်ပတ်မလားဒါမှမဟုတ်ခေတ္တရနာထားမလားဆိုတဲ့နေရာတွေမှာ variable cost ကိုအသုံးပြုပါတယ်ကဲဒီနေ့ဗီဒီယိုကိုအနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ variable cost ဆိုတာကထုတ်လုပ်မှုပေါ်မှာအချိုးကျလိုက်ပါပြောင်းလဲတဲ့စရိတ်ဖြစ်ပြီးတော့ထုတ်လုပ်မှုမရှိရင်ဒီစရိတ်ကလည်းလုံးဝမရှိပါဘူးဒါပေမဲ့တ unit ချင်းစီရဲ့ကုန်ကျစရိတ် variable cost per unit ကတော့ဘလောက်ပဲထုတ်နေပုံသေးဖြစ်နေတာကိုလည်းသတိပြုရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ variable cost အကြောင်းကိုသေချာနားလည်သွားပြီဆိုရင်တော့လုပ်ငန်းအတွက်အမှားစာအသစ်တွေလက်ခံသင့်သလား
ပစ္စည်းတစ်ခုကိုယ်တိုင်ပဲထုံမလားဒါမှမဟုတ်အပြင်ကပဲဝယ်မလားဆိုတဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုအမှားယွင်းမရှိချမှတ်နိုင်မှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေ variable cost အကြောင်းကိုပိုမိုပြီးတော့ရှင်းရှင်းလင်းလင်းသိသွားမယ်လို့မျှော်လင့်ပါတယ်အကယ်၍နားမလဲတာဒါမှမဟုတ်သိချင်တာရှိရင် comment မှာမေးခဲ့လို့ရပါတယ်ရှင်နောက်ထပ်လည်း fixed cost နဲ့ semi variable cost အကြောင်းတွေကိုဆက်လက်တင်ပေးသွားမှာဖြစ်လို့ကျမရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်အားလုံးကိုကျေးဇူးတင်ပါတယ်